မင်္ဂလာပါတက်ဥတောက်ချ channel ကနေကြိုဆိုပါရစေကျွန်တော်မေးခွန်းတစ်ခုမေးချင်ပါတယ်လူသားတွေရဲ့မူလဆမ်မစ်ကအာဖရိကတိုင်းလို့တင်ထင်နေတုံးလားခင်ဗျာကျောင်းသင်ခန်းစာတွေမှာတော့အဲ့ဒီလိုပဲသင်ခဲ့ရဘူးမှာပါဒါပေမဲ့တင်ရဲ့အဲ့ဒီအသိပညာကခေတ်နောက်ကျနေပြီလို့ပြောရင်တင်ယူမလားဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း40လောက်ကတည်းကကမ္ဘာလူသားတို့ရဲ့ဘိုးဘွေဘီပင်တွေဟာကျွန်တော်တို့မြန်မာနိုင်ငံမှာစတင်နေထိုင်ခဲ့ကြတယ်ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားတွေရှိနေလို့ပါပဲဒီနေ့မှာတော့ကျွန်တော်တို့နေထိုင်ရာမြမမြေကြီးအောက်မှာဘလို့လှုပ်ဖွဲ့ချက်တွေရှိခဲ့တယ်လဲဒီ rest down ကြောက်ရမယ်ဘလို့အရာမတတဝါကြီးတွေဒီမြေပေါ်မှာလှဲလှဲသွားလာခဲ့တယ်လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိနားဆင်ကြည့်ရင်သင်အရန်ကိုအံ့ဩသွားမှာပါကဲပထမဆုံးကျွန်တော်တို့အချိန်ခရီးသွားကြပါမယ်လွန်ခဲ့တဲ့နှစ်တန်း40ခန့် EOSIN ခေတ်ကိုပေါ့နေရာကတော့မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအဆက်ကပုံတောင်ပုံညာတီတာကြီးပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့ဒီနေရာတွေကပူပြင်းချောင်းတွေနေပေမဲ့ဟိုးရှေးရခင်းတုံကတော့ဒီနေရာကြီးဟာတစ်ပင်ကြီးတွေနဲ့မြေချောင်းတွေနဲ့စိမ့်လန်းဆူပြီးနေတဲ့သက်ရှိတွေရဲ့ပရာဒိထုပုံကြီးတစ်ခုပါဒီနေရာမှာကမ္ဘာကျော်ပုံတောင် primate တွေကိုတွေ့ရှိခဲ့ပါတယ်ပိုပြီးတိတိကျကျပြောရရင် Amphipithecus နဲ့ Bahinia လို့ခေါ်တဲ့ကြောက်ဖြီရုပ်ကျွင်းတွေပါထူးခြားတာကသူတို့ရဲ့မြေရောနဲ့သွားပုံစံတွေဟာတာမန်မြောက်တီနဲ့မတူပဲလူသားတွေရဲ့သွားပုံစံနဲ့အတော်လေးစင်တူနေတာကိုတွေ့ရပါတယ်ဒါကြောင့်ကမ္ဘာပညာရှင်တွေကဒီတရဝါလေးတွေကို higher primate သို့မဟုတ်လူအသွင်ကူးပြောမဲ့ရှေးအကြဆုံး primate တွေလို့သတ်မှတ်ခဲ့ကြပါတယ်ဆိုလိုတာကလူမျိုးနွယ်တွေရဲ့အစဟာအာဖရိကမှာမဟုတ်ပဲကျွန်တော်တို့မြန်မာပြည်မှာစတင်ခဲ့တာဖြစ်နိုင်တယ်ဆိုတော့ကမ္ဘာကိုကင်လုံးမဲ့ theory တစ်ခုထပ်ပေါ်လာခဲ့တာပါဒါပေမဲ့ခင်ဗျာဒီတော့အုပ်ကြီးထဲမှာမြောက်ဝင်လူသားလေးတွေပဲရှိခဲ့တာမဟုတ်ပါဘူးသူတို့ထက်အစပေါင်းများစွာပိုကြီးမားပြီးကြောက်စရာကောင်းမဲ့ဘီလူတရဝါကြီးတွေလည်းရှိခဲ့ပါတယ်အထင်ရှားဆုံးကတော့စင်ဥမွန်းကြီးတွေပါပဲမြင်အောင်ကြည့်လိုက်ပါလက်ရှိအာရှစင်ကြီးတွေထက်နှစ်ဆလောက်ပိုကြီးမားပြီးခန္ဓာကိုယ်အမြင့်က73ပေလောက်အထိရှိပါတယ်အထူးခြားဆုံးကတော့သူတို့ရဲ့အဆွင်တွေပါပဲသူတို့ရဲ့အဆွင်တွေဟာတဖြောင်နဲ့မဟုတ်ပဲကွေးညွတ်ပြီး10ပေလောက်အထိရှည်လျားပါတယ်ဒီအရာမအဆွင်ကြီးတွေနဲ့တစ်ပင်တွေကိုထိုးခွေလမ်းရှင်းပြီးတွာလာကြတဲ့အခါမြေကြီးတွေတောင်တုန်ခါသွားနိုင်ပါတယ်သူတို့ဟာအရာဝတီမီကန်ဘဲတချောင်းမှာအုပ်စုဖွဲ့နေထိုင်ခဲ့တဲ့ကုန်းမြေပေါ်ကဘီရင်တွေလို့ဆိုရင်လည်းမမှားပါဘူးဒါတင်မဲ့ခမလားမြမမြေပေါ်မှာနောက်ထပ်ထူးဆန်းတဲ့အကောင်တွေလည်းရှိပါသေးတယ်ဥပမာအန်တရာကိုတီရီယာလို့ခေါ်တဲ့တရဝါကြီးတွေပါသူတို့ကရေမြင်းနဲ့လည်းတူတယ်တောဝက်နဲ့လည်းတူပါတယ်ရွှေနွမ်းတော်ရီမြေကမ်းပါးတွေမှာကျက်စားကြပြီးကြမ်းထမ်းတဲ့သွားတွေပိုင်ဆိုင်ထားကြပါတယ်တချို့ပညာရှင်တွေကတော့ဒီအကောင်တွေဟာခေတ်မီရေမြင်းတွေရဲ့ဘိုးဝေးတွေဖြစ်လောက်တယ်လို့ခန့်မှန်းကြပါတယ်ဒီလိုတတဝါဆန်းတွေကိုအခုချိန်မှသာပြန်မြင်ရမယ်ဆိုရင်ကျွန်တော်တို့ထွက်ပြေးရမလားတက်ပုံရရမလားတော့ဝေခွဲရမယ်အနေထားပါပဲဒီလောက်များပြားတဲ့ဇီဝမျိုးခွဲတွေရှိခဲ့တယ်ဆိုတာကရှေးဟောင်းမြမမီဟာတက်ရှိတွေအတွက်ဘလောက်တောင်အရေးပါခဲ့တယ်လဲဆိုတာသက်သေပြနေပါတယ်သမိုင်းဆိုတာပြန်တွေးကြည့်လိုက်ရင်တကယ့်အံ့ဩစရာပါပဲကျွန်တော်တို့နေ့တိုင်းနှိမ့်လျောက်နေတဲ့ဒီမြေကြီးအောက်မှာကျွန်တော်တို့ဖြတ်တန်းသွားလာနေတဲ့လမ်းမတွေအောက်မှာတစ်ချိန်တုန်းကဒီလိုအရာမတတဝါကြီးတွေကြီးစိုးခဲ့ကြတယ်လူသားတွေရဲ့အစအဦးရှိခြေဓာတ်တွေရှိခဲ့ကြတယ်ကမ္ဘာသမိုင်းပြတာကြီးတွေမှာတော့မြမနာမည်ကဒီရုပ်ကျွင်းတွေကြောင့်ထင်ရှားနေပါတယ်ဒါဟာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ဂုဏ်ယူစရာသမိုင်းကြောင်းတစ်ခုပါပဲကဲမေဆွေတို့ရောလူသားတွေရဲ့ဇာတ်မြစ်ကမြန်မာပြည်ကစတင်တယ်ဆိုတဲ့အယူဆကိုလက်ခံပါလားသင်ဘယ်လိုထင်လဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပြီးတော့ပါအောင်ဒီလိုဘဝတူတရစရာဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တက်ဥတောက်ကြ page ကို like နဲ့ follow လုပ်ထားပေးကြပါအောင်တငယ်ချင်းတွေလည်းသိရအောင် share လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်